ထင်ရင်ဆက်လို့မှားရထင်ရင်နောက်ဆုတ်ဝေဖန်တာကပါဝင်ခြင်းရဲ့အလုပ်ပါကွာလောကမှာဆင်းရဲဆုံးလူကငွေရှိတဲ့လူမဟုတ်ဘူးကြီးမှန်ချက်မရှိတဲ့လူပါကွာဖေကတော့ပြောဘူးလေငါ့ကိုစားရင်အယုတ်ကိုတတိထားလူကိုပေါင်းရင်တင်းစိတ်ကိုတတိထားတာတဲ့ဆွေမျိုးရုပ်မိုင်းတဲ့စိမ့်ထက်တော်တာတဲ့ညီလေးဒါကြောင့်ဘယ်စင်ယုံမှာအာမကိုနဲ့ကိုချတော့ပေါ်ကိုရဲ့ဒီနိုင်အောင်ကြိုးစားပါကြိုးစားပါကွာရေမှန်းချက်ကိုကြီးမမထားလိုက်စမ်းပါတနေ့မင်းအောင်မြင်လာမှာပါမမှန်ကိုခွဲခြားပြီးဘဝကိုရှင်တန်ရုံးကပန်းနိုင်သွားတယ်ဆိုတာလာရအောင်အောက်မှာလမ်းလျှောက်တယ်လို့မဟုတ်ဘူးဒါကြောင့်စိတ်ကူနေနဲ့မင်းအတွက်မင်းရှိပါတယ်ဒီလောကကြီးထဲမှာပျော်ပျော်ရွှင်ရွှင်နေစမ်းပါပျော်ပျော်ရွှင်ရွှင်နေစမ်းပါငါဘဝကမင်းတို့လိုကံမကောင်းခဲ့ဘူးကွာဒါကြောင့်လှုပ်လှုပ်ပြီးပတ်စံရှာနေရတာတာရီကဘာကလည်းနေပြီးတန်တရားဟာရှိနေမယ်ဖျားတရားတန်ကရှိနေတဲ့ရွေတော့မင်းဘဝကကံကောင်းမယ်မင်းကြိုးစားရင်မင်းတို့ကြီးပဲကွာဒါကြောင့်တင်းတင်းထန်ထန်ကြိုးစားပါကြိုးစားလိုက်ပါကွာကြိုးစားလိုက်ပါကွာဒီလောကကြီးထဲမှာပြောသလိုသာနေလိုက်ပါပြောသလိုသာနေလိုက်ပါဘုရားပြောတော်လို့ဥပမာဝိဆိုတဲ့ຢာနဲ့လေ